Matches Google အော်ရှင်မှုမှာလုံးဝမစောတဲ့ကွန်မန့်တစ်ကောင်ရှိပါတယ်။ကျွန်တော်မပြောပြရင်တော့စော်ဘူးတဲ့သူကြုံဘူးတဲ့သူတွေကတီးပြီးလောက်ပါပြီ။ဟာလီကွန်မန့်ပါ။သူရဲ့စကေးကိုရင်ရှိရမယ်ဆိုရင်ပွဲစားတာနဲ့ခရမ်းရောင် treasure ရွှေရောင် treasure နဲ့အနီရောင် treasure စုစုပေါင်းအရေးအတွက်ကိုသိရတာပါ။ပြဿနာကပန်းရောင် treasure ကဘယ်နှခုရွှေရောင်နဲ့အနီရောင် treasure တွေကဘယ်နှခုလဲဆိုတာမျိုးကိုခွဲပြီးပြထားတာမဟုတ်ဘဲနဲ့စုစုပေါင်းကိုပြထားတာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ပြထားတဲ့အရေးအတွက်ထဲမှာခရမ်းရောင် treasure ဘယ်နှခုလဲဆိုတာမသိနိုင်ပါဘူး။ကျွန်တော်ဒီအော်ရှင်မှုကိုစားစောတော့ဆိုရင်ဟာလီကွန်မန့်တာကိုတော်တော်လေးသဘောကျခဲ့တာ။သဘောကျခဲ့တယ်လို့တော်တော်လေးလည်းအသုံးဝင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီ9000နဲ့အိမ်နဲ့3သိန်းနဲ့အိမ်ဒီမှာဆိုရင်ခရမ်းရောင်နဲ့အနီရောင်နဲ့ရွှေရောင် treasure တွေကရှားပါတယ်။အဲဒီတော့ကြောင့်အဲ့လိုမျိုးအိမ်ဒီမှာဟာလီစကေးကအရေးအတွက်အများကြီးပြပြီဆိုရင်ပတ်စံများများနဲ့လေလံဆွဲလိုက်တာနဲ့နိုင်ကိုနိုင်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းအစော့များကြတဲ့12သိန်းနဲ့အိမ်နဲ့350တဲ့အိမ်ဒီမှာဒီဟာလီကွန်မန့်တာကိုသွားစောလို့မတင်ပါဘူး။မမရဲ့ရာကျွန်တော်ဟာလီစောတဲ့ပွဲမှာ treasure ရေအတွက်က12ခုပြလို့ပထမဆုံး round မှာတင်လေလံအများကြီးဆွဲလို့လေလံနိုင်သွားတယ်။ဒါပေမဲ့လေလံပစ္စည်းကိုပြတဲ့အချိန်မှာတော့17ခုကခရမ်းရောင်ဖြစ်နေပြီးတော့ကျန်တဲ့တစ်ခုကပဲရွှေရောင် treasure ဖြစ်နေပါတယ်။ကျွန်တော်အဲ့ဒီပွဲကိုတတ်တော့လဲရှုံပြီးကြတဲ့ကဟာလီကွန်မန့်တာကိုဆက်မစောတော့ပါဘူး။အဲ့ဒီပန်းရောင် treasure အရေးအတွက်မသိတဲ့ပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီ item ပါ။ဒီ item လေးကိုသုံးလိုက်တာနဲ့ခရမ်းရောင် treasure အရေးအတွက်ကိုသိရမှာပါ။အဲဒီအတွက်ကြောင့်စုစုပေါင်းအရေးအတွက်ထဲကနေပြီးတော့ခရမ်းရောင် treasure အရေးအတွက်ကိုနှုတ်လိုက်ရင်ကျန်တဲ့ရွှေရောင်နဲ့အနီရောင် treasure အရေးအတွက်ကိုရပါလိမ့်မယ်။ဆိုတော့ဟာလီကိုမဖြစ်မနေစော့ခြင်းပြီဆိုရင်တော့ဒီ item လေးနဲ့တွဲဖက်စော့ပါ။ဒါပေမဲ့ဘယ် item နဲ့ပဲတွဲဟာလီကွန်မန့်တာကိုတော့ကျွန်တော်ကသဘောမကျပါဘူး။ခင်ဗျားတို့ရောဟာလီကွန်မန့်တာကိုဘယ်လိုမြင်ကြလဲဆိုတာ comment မှာဝင်ရောက်ပြောခဲ့ပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်